နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ငါတို့တိုင်းပြည်ရအမှောင်ထုကြီးကုံဆုံးသွားခဲ့ပါပြီငါရတိုင်းသူပြည်သားတို့မင်းတို့ရဲ့ဘရင်အစ်စ်အမှန်ကပလင်ထက်ကိုပြန်ရောက်လာခဲ့ပြီသားတော်တကယ်လုံနိုင်ခဲ့ပြီအမေသားအတွက်အယမ်းကုန်ယူသည်အမေရဲ့ယုံကြည်မှုတွေကြောင့်သာကျွန်တော်ဒီလိုဖြစ်လာခဲ့တာပါမတရားတဲ့နီးလန်းနဲ့အုပ်ချုပ်ခဲ့တဲ့ဖွင့်ရင်ကတော့သူ့ရဲ့အပြစ်တွေအတွက်တန်ဖိုးပြန်ထားပေးဆက်ရတော့မယ်ငါအားလုံးကိုဆုံးရှုံးသွားခဲ့ပြီငါဘဝကဒီထောင်ထဲမှာပဲအဆုံးသတ်ရတော့မှာလားအမောင်ထုထဲမှာနောက်ထပ်အညိုးအတေးတစ်ခုကြံနေသေးတယ်လေသားတော်မင်းဘာလို့ဒီကိုရောက်လာတာလဲအဝေးကိုပြေးတော့ကျွန်တော်ပြန်လာခဲ့မယ်ခမီးတော်ခံစားခဲ့ရတဲ့အဆက်ကွဲမှုတွေအတွက်ကျွန်တော်သွေးကြွေးပြန်ဆက်မယ်ဒီတိုင်းပြည်ကိုစုပ်ပြတ်တတ်သွားအောင်ငါလက်စားချေပြ